အိမ်ခေါင်မိုးတွတ်ပြဟောင်းများပေါ်သို့တဖြန်းဖြန်းရက်ခတ်နေသည့်မိုးဆက်တံများကနားစီကိုဒိမ့်ဒိမ့်တန်ပေးနေတကယ်သို့စူးညံလွန်းလာပါတယ်မိဖို့ချောင်းတဲ့ရှိဝါချင်းချင်းမိတီးမှိန်မှိန်အောက်သွဲမဆန္ဒတယောက်ယောက်ျားဖြစ်သူကြော်စွာထွက်ဟင်းအိုးကိုမှွေနေရင်းမျက်မှောင်ကိုကျုပ်ထားမိတယ်မိကိုနန့်ကအခန်းချင်းလေးထဲမှာအချိန်အတော်ကြာအောင်းနေတော့သူမရဲ့မျက်လုံးတွေကဆက်ဖင်ဖင်ဖြစ်လာတာပေါ့သို့တော့သူမဤစိတ်ထဲတွင်လောင်မြိုက်နေသည့်အမုန်းမီးကထိုမီးခိုးများထက်ပို၍ပြင်းရှာနေပါတယ်ဟုတ်ချောင်းဆိုးလိုက်တာဆန္ဒရဲ့ရေလေးတစ်ခွက်လောက်တိုက်ပါအောင်ဝေအင်ရှီကန်ဆက်ရခုံပေါ်မှထွန်းပေါ်လာသည့်တုံရီပြီးအရှာရှာတန်းကြောင့်ဆန္ဒလက်ထဲကရောက်မှသည့်အိုးဘေးကိုပြင်းထန်စွာရိုက်မိသွားပါတယ်အခုပဲချက်နေတယ်အခုပဲရေတောင်းနေပြန်ပြီးမနားတန်ကိုခိုင်းနေတာပဲမျက်စိကတော့မမြင်တာပါးစပ်ကတော့အားကိုမရှိဘူးစန္ဒာကတိုးတိုးလေးရေရွက်ရင်းရေခွက်ကိုကင်ကအင်ရှီကန်သို့ထွက်လာခဲ့တယ်သူမတို့ဒေါ်တင်သည်စားတောက်ပြီးပြန်စွန့်ပြေုံသာတည်တည်အမြဲတမ်းပြုစုနေရသည့်တက်ရှိဝန်တို့ဝန်ပိုးကြီးတစ်ခုသာဖြစ်နေလို့ပါပဲနောက်ဆိုရင်ရေစာလဲအော့မနေနဲ့အောင်ကျမမှာအလုပ်တွေအများကြီးရှိသေးတယ်စန္ဒာကလေတန်းမမဖြစ်ပျော်ပြီးလှဲ့ထွက်လာခဲ့တယ်မိဖို့ကြောင့်နဲ့ပြန်ရောက်တဲ့အခါသူမရဲ့အကြည့်ကဆေးဘူးလေးတစ်ခုပေါ်သို့ရောက်သွားပါတယ်ဒလုတ်တဲ့ကျွေးလိုက်ရင်အားလုံးပြီးသွားမှာပဲသူမသည်ထမင်းဖြူဖြူတွေကိုပကံထဲခတ်ထည့်လိုက်တယ်သူမရဲ့လက်တွေကတုံရီနေပေမဲ့မျက်လုံးတွေကတော့အေးဆက်နေပါတယ်အဲ့ဒီနောက်အမုံအချို့ကိုထမင်းပကံထဲသို့ဖြူးလိုက်ပြီးဟင်းရည်များနဲ့ထမအောင်နှေးလိုက်ပါတော့တယ်အမေထမင်းစားရအောင်ကျမခွန်ကျွေးမယ်စန္ဒာဤလေသံကရုတ်တရက်ပြောင်းလဲသွားတယ်ချိုးသွားရောင်ဆောင်းထားတော့လဲထိုအတန်ကအေးဆက်လွန်လာပါတယ်အေးလာပြီဒီနေ့စန္ဒာကအမေကိုခွန်တောင်ကျွေးမလို့လားစန္ဒာဒီအစိတ်ခတ်ထားသောထမင်းစုံကိုဒေါ်တင်ဤဖဇတ်ထဲသို့ထိုးထည့်လိုက်ပါတယ်ထမင်းကခလိုက်တာစန္ဒာရေစန္ဒာကနောက်ထပ်ထမင်းစုံတစ်ခုကိုထပ်ခတ်လိုက်ရင်သူမရဲ့ရင်ထဲမှာတော့မြန်စားစမ်းပါမြန်တေးစမ်းပါလို့တွတ်ရေရွတ်နေမိပါတော့တယ်သမင်းပကံတဲကနောက်ဆုံးတစ်လုတ်ကိုအတင်းအကျပ်ခွန်ကျွေးပြီးတဲ့နောက်မှာတော့စန္ဒာဟာပကံကိုဘေးကိုချလိုက်ပါတယ်သူမရဲ့လက်ဖွားတွေမှာချွေးစေးတွေထွက်နေပေမဲ့မျက်နာကတော့ကြောက်ရွံ့လိုပဲတီးငိမ်နေတာပါဒေါ်တင်ဟာခဏတော့ငင်းတက်သွားတယ်ဒါပေမဲ့ခဏအကြာမှာတော့သူမရဲ့ရင်ပတ်ကြီးကနှင်းချေမြင်းချေဖြစ်လာပြီးလေချောင်းထဲကနေတကူကူးညက်အတန်တွေထွက်လာပါတော့တယ်စနာအမေပိုက်ထဲကပိုးလိုက်တာရဲ့တခုခုမားနေပြီထင်တယ်စန္ဒာကတော့အေးဆက်ပဲပြန်ပြောလိုက်တယ်အမေကလည်းအသက်ကြီးတော့အစာမကြေးတာနီးမှာပါအိတ်လိုက်ရင်ပျောက်သွားလိမ့်မယ်သူမဟာအနောက်ဘက်ကထပ်ပေါ်နေတဲ့ဒေါ်တင်ရဲ့ညီးတွားတန်တွေကိုမကြားချင်အောင်စောင့်ထားလိုက်ပါတော့တယ်မိဖို့ကြောင့်ထဲမှာစန္ဒာဟာတက်တည်ဖြစ်တဲ့ပကံနဲ့ဇွန်းကိုဆက်ပြာနဲ့အထက်အခါဆေးကြောနေတယ်မိဘာဖြစ်တာလဲရုတ်တရက်ထွက်ပေါ်လာတဲ့တားဖြစ်သူကြော်စွာလေးရဲ့အတန်ကြောင့်စန္ဒာလန့်ဖြတ်သွားပါတယ်တားဘာမှမဖြစ်ဘူးဘဝကလေးကနေမကောင်းလို့អော်နေတာတားအခန်းထဲပြန်သွားပြီးအိတ်တော့ဘာတန်ကြားထွက်မလာနဲ့ကြားလားအဲ့ဒီကလေးရဲ့မျက်လုံးထဲကကြောက်ရွံ့မှုတွေဟာနောင်အနှစ်20ကြာတဲ့အခါစန္ဒာစီပြန်ရောက်လာမယ်ဝကျွဲလက်အရေးအယောင်မှန်ထိုစဉ်ကသူမမသိခဲ့ပါဘူးအနှစ်20ကြာပြီးနောက်ယခုအခါစန္ဒာဟာအသက်60နာနီးလာခဲ့ပြီသူမရဲ့ခန္ဓာကိုယ်ဟာအရင်လိုမတန်ဆွမ်းတော့ပဲလွန်ခဲ့တဲ့တစ်နှစ်ကလေဖြတ်သွားလို့ခြေထောက်တွေလည်းမလွတ်ရှားနိုင်တော့ပါဘူးကြောက်အိမ်ထဲကိုဝင်လာတဲ့လေးလံတဲ့ခြေတံတွေကိုကြားလိုက်ရတော့စန္ဒာရင်ထဲထိုက်ခနဲဖက်သွားရပါတယ်အမေသမင်းစားဖို့အချိန်တန်ပြီအခန်းထဲဝင်လာတဲ့ကြော်စွာရဲ့မျက်လုံးတွေထဲမှာစန္ဒာငေစဉ်ကရှိခဲ့တဲ့မောက်မာမှုနဲ့အေးဆက်မှုမျိုးကိုအတိအကျမြင်နေရပါတယ်ကြော်စွာအမေဘိုက်ဖို့မစားသေးဘူးနေအောင်လေမရဘူးအမေကျွန်တော်ကအလုတ်သွားအောင်ပါအခုစားမှထည့်မယ်ကြော်စွာဟာပကံတဲကသမင်းတလုတ်ကိုဇွမ်းနဲ့ကြမ်းတမ်းစွာခတ်လိုက်ပါတယ်ထိုအတန်းလွန်ခဲ့တဲ့အနှစ်20ကသူမရောက်ခန်းကိုကျွေးစဉ်ကကြားခဲ့ရတဲ့အတန်းနဲ့ထပ်တူကြားနေလိုပါပဲကဲပါဇာဟာအောင်အမေကြော်စွာဟာစန္ဒာရဲ့မြေစဉ်ကိုတင်းစုပ်ကိုအတင်းအကျက်ခွတ်လိုက်ပါတယ်ဝါလိုက်တဲ့ခဏပဲစန္ဒာရဲ့မျက်လုံးတွေဖြူးကျသွားရပါတယ်ခါလိုက်တာအင်မတန်မှခါလာကြလားပါဇက်ထဲမှာပြန့်နှံ့သွားတဲ့အေဒီခါတက်အရသာဟာလျှာပြားကနေတဆင့်ရင်ဘတ်ထဲအထိစိတ်ဝင်သွားပါတယ်စန္ဒာဟာဒီအရသာကိုကောင်းကောင်းသိနေတာပေါ့ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်း20ကဒေါ်တင်ရဲ့နောက်ဆုံးထမင်းလုတ်ထဲမှာသူမကိုယ်တိုင်ရောနှောခဲ့တဲ့ဆေးမုံတွေရဲ့အရသာနဲ့
ထတ်တူကြလုံးနေလို့ပါပဲစန္ဒာဟာအော့အန်ဂျင်စိတ်ကိုအောင့်ထားပြီးထွေးထုတ်ဖို့ကြိုးစားပြီးမယ်ကျော်စွာကသူမရဲ့မိတ်စိတ်ကိုခိုင်မြဲစွာစုပ်ကင်ထားလိုက်မျိုးချလိုက်စမ်းပါအမေယာအမေတို့ကျွန်တော်အပြင်ပန်းခံချက်ထားကလေးလူကြီးဆိုတာအားရှိအောင်စားရတယ်ဆိုတာအမေပဲကျွန်တော်ကိုတင်ခဲ့တာမဟုတ်လားစန္ဒာရဲ့ဝမ်းပိတ်ထဲမှာရုတ်တရက်အေးဆက်ဆက်နဲ့ရစ်နာလာတဲ့ခံစားချက်မျိုးစတင်ဝင်ရောက်လာပါတယ်ကျော်စွာတာအမေကိုဘာတွေကျွေးနေတာလဲအမေပိုက်ထဲမှာတမျိုးကြီးပဲကျော်စွာကတော့ခက်ရက်ရက်လေးပြုံးပြီးအခန်းထဲကထွက်သွားဖို့ပြင်တယ်တာအမေကိုရေလီးတစ်ခွက်လောက်တိုက်ပါအောင်ဒီစကလုံးတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း20ကဒေါ်တင်ပြောခဲ့တဲ့စကလုံးတွေနဲ့ထက်တူထက်မြပါပဲတောက်အမေကတော့လှုပ်ပြန်ပြီစားရင်လည်းဖိတ်တောက်ရင်လည်းဖိတ်နဲ့လူကိုအလုရှုပ်အောင်လုပ်ဖို့ပဲတည်တယ်ဒီစုပူးတန်ဟာစန္ဒနားထဲမှာမိုးကြိုးပစ်လိုက်တယ်လို့ပါပဲဒီလေတံမျိုးဟာသူမကိုယ်လိုက်ဒေါ်တင်အပေါ်တုံးနှုံးခဲ့မှုတာမဟုတ်လားစန္ဒာဟာရုတ်တရက်သိရှိလိုက်ရပါတယ်သူမခံစားနေရတာဟာရုပ်ပိုင်းဆိုင်ရာနာကျင်မှုထက်ပိုနှက်ဆိုင်တဲ့ဝိကျွေးရဲ့နှိမ့်ဆက်မှုဆိုတာပါပဲသူမကျူးလွန်ခဲ့တဲ့မကောင်းမှုဟာဖျောက်ကွဲမသွားပဲတားဖြစ်သူရဲ့ကိုယ်ထဲမှာအသွေးအသားအဖြစ်ကိန်းအောင်နေခဲ့တာပါကြော်စွာတာအမေကိုစိတ်ဆိုးနေတာလားကျွန်တော်ကဘာလို့စိတ်ဆိုးရမှာလဲအမေကျွန်တော်ကိုငယ်ငယ်ကဘလို့ပြုစုခဲ့တယ်လဲအခုကျွန်တော်ကအမေကိုအဲ့ဒီအတိုင်းပဲပြန်လုပ်ပေးနေတာလीအမေတင်ပေးခဲ့တဲ့အတိုင်းပဲပေါ့အခန်းထဲမှာမောင်အတိကြံရစ်ခဲ့ပြီးစန္ဒာဟာမောင်ထဲမှာတယောက်တည်းဝေဒနာကိုအန်ကျစ်ခံစားနေရတော့ပါတယ်ထိုစဉ်တိတ်ဆိတ်နေတဲ့အခန်းထဲမှာအရှာရှာချောင်းဆိုးထန်တစ်ခုထွက်ပေါ်လာပါတယ်ဒါဟာသူမရဲ့အတန်မဟုတ်ပါဘူးကတင်ကြီးရင်ဘက်ကနေထွက်ပေါ်လာတဲ့အတန်ပါစန္ဒာဟာကြောက်လန့်တကားနဲ့အမောင်တဲကိုဖြူးကြည့်လိုက်မိတယ်ဘသူလဲသမင်းကခါလိုက်ကစန္ဒာရဲ့အမောင်တို့ကစန္ဒကိုဝါမျိုးဖို့စူးစမ်းနေတဲ့တားရက်တကောင်လိုလေးလန်းလွန်ပါတယ်ကိုတင်ချင်းကထွက်ပေါ်လာတဲ့အဲ့ဒီစကားသံကသူမရဲ့နားထဲမှာအချိန်ချင်းပဲ့တင်ထပ်နေတာပေါ့ဘသူလဲလို့မင်းနေတယ်လေစန္ဒဟာအားရင်ကုန်ခန်းနေပေမဲ့သူမရဲ့ခန္ဓာကိုယ်ကိုအတင်းကျပ်ယုံကန်ပြီးကိုတင်ခေါင်းရင်ကိုတိုးကတ်လိုက်တယ်အမောင်ထဲမှာပုံရိပ်တစ်ခုကတဖြည်းဖြည်းထင်ရှားလာပြီးအဲ့ဒီပုံရိပ်ခြုံထားတဲ့ဟောင်းနွမ်းနွမ်းသမီးစုပ်ကြီးကသူမအတွက်တော့အလွန်ပဲရင်းနှီးနေပါတယ်စန္ဒာညီကျွေးတဲ့သမင်းကအခုထိငါလဲချောင်းထဲမှာခါနေတုံပဲအတန်းဟာလီတူးတယ်လို့အစ်ရှက်နေပြီမေနာကျင်မှုတွေနဲ့ပြည့်နှက်နေပါတယ်အမေဘာဒီအော်နေတာလဲကျော်စောဟာတခါဝမှရက်နေပါတယ်သူ့မျက်နှာမှာတော့စိတ်ပြည့်ငင်းငွဲ့တဲ့အမူအရာကပိုထင်းရှားနေတာပေါ့အဲ့ဒီမှာလေမင်းပွားကြီးရက်နေတာ तू ငေါ့စကားတွေတော့ပလုံးနေတယ်ကျော်စောအမေကတော့စိတ်ကူးရင်မြန်ပြီဘဝကြီးဆုံးသွားတာအနှစ်20ရှိပြီလေအမေကိုယ်တိုင်ပဲအစာမကြေလို့ဆုံးတာဆိုပြီးမြေမြုပ်ခဲ့တာမဟုတ်လားကျော်စောဟာကုတင်နာကိုဖြည်းဖြည်းချင်းတိုးလာပြီးသူမရဲ့မျက်လုံးတွေကိုတဲတဲ့စိုက်ကြည့်လိုက်တယ်ဒါမှမဟုတ်အမေစိတ်ထဲမှာတခုခုအပြစ်ရှိနေလို့ဒီလိုတွေမြင်နေတာလားမတော့ဘူးငါမတော့ဘူးဒီဆေးတွေကဘာဆေးတွေလဲအမေကလည်းအမေနေကောင်းစီမဲ့ဆေးတွေပေါ့အမေငယ်ငယ်ကဘိုးဘွားကြီးကိုတိုက်ခဲ့တဲ့ဆေးတွေလိုမျိုးပေါ့ဒါမင်းဘာရီတီထားတာလဲကျော်စောဟာခဏမြတ်တိတ်ဆိတ်သွားမိမှာပတင်ပေါက်အပြင်ဘက်ကိုငေးကြည့်လိုက်ပါတယ်အမေမှတ်မိလားကျွန်တော်9နှစ်သားတုန်းကလေမိုးတဲ့အရန်ရွာနေတဲ့ညတညမှာအမေမီးဖိုချောင်းထဲမှာဆေးဘူးကိုကြိုက်ပြီးတုံနေတာကိုကျွန်တော်တကားကြားကနေချိုးကြည့်ခဲ့ဘူးတယ်စန္ဒာရင်ထဲမှာကဘာပြတ်သွားတယ်လို့ခံစားလိုက်ရတော့ပါတယ်အဲ့ဒီတုန်းကကျွန်တော်ဘာမှနားမလည်ခဲ့ဘူးဒါပေမဲ့ဘဝကြီးတေခါနီးမှာထမင်းကခါလိုက်တာလို့ပြောပြီးလူးလိန်နေတာကိုတော့ကျွန်တော်ဘယ်တော့မှမမေ့ဘူးအမေအခုတော့အမေအလဲ့ပေါ့ကျွန်တော်ကအမေကိုချက်ချင်းတေအောင်မလုပ်ပါဘူးအမေဘဝကြီးအပေါ်လုတ်ခဲ့တဲ့မြဝေဒနာတွေကိုတရက်ချင်းစီတလုတ်ချင်းစီပြန်ခံစားစေချင်တာကြော်စွာတာအမေကိုခွင့်လွတ်ပါအမေမှားခဲ့ပါတယ်ခွင့်လွတ်ဖို့အဲ့ဒါအမေတင်ပေးခဲ့တဲ့သင်ခန်းစာထဲမှာမပါဘူးအမေရဲ့မောင်ရိတ်ထဲကနေ
အေးရှာရှာချောင်းဆူတဲ့ကစန္ဒာရဲ့နာငန်နာတဲ့တဲ့စီကနေထော့ပေါ်လာပါတယ်ခံစားရတာအရာသာရှိရဲ့လားစန္ဒာစန္ဒာဟာအော်ဟစ်ချင်ပေမဲ့အတန်တွေကပျောက်ကွယ်နေပါပြီသူမမြင်လိုက်ရတာတော့အမှောင်ထဲမှာတောက်ပနေတယ်ဒေါ်တင်ရဲ့မျက်လုံးဖြူဖြူကြီးနှလုံးပါပဲ မနက်ခင်းရဲ့အလင်းရောင်ဟာပရင်းပေါက်ကနေတဆင့်အခန်းထဲကိုကျူးကျော်ဝင်ရောက်လာပေမဲ့စန္ဒအတ္တတော်ဒီအလင်းဟာမျောလင်းချက်မဟုတ်ဘဲနောက်ထပ်ငရဲတရက်ရဲ့အစပြုခြင်းပါပဲသူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးလေးလံထိုင်းမွိုင်းနေပြီးဝမ်းပိုက်ထဲမှာတော့မီးစနဲ့ထိုးထားသလိုပူလောင်နေတာပေါ့ငါဒီနေရာကနေထွက်သွားမယ်စန္ဒာဟာတုံကြီးနေရဲ့လက်နဲ့အိယာခင်းကိုအားပြုပြီးကုရင်ဘေးကဖုံးကိုလမ်းယူဖို့ကြိုးစားပါတယ်။သူမရဲ့ကိုယ်တကြမ်းကအကြောတွေဆွဲသလိုဖြစ်ပြီးကျမ်းပင်ဖော်ကိုဘုံကနေလိမ့်ကျသွားပါတော့တယ်။အေးဆက်နေရဲ့ကြွေပြားတွေပေါ်မှာတရွတ်တိုက်သွားဖို့ကြိုးစားနေရင်ဒီကြွေပြားတွေဟာသူမကိုယ်တိုင်စိတ်ကြိုက်ရွေးခဲ့တဲ့အကောင်းစားတွေဆိုလာကိုသတိရပြီးရင်ထဲမှာပိုလို့နာကျင်နေရပါတယ်။တကားချက်ဖွင့်တန်းကြောင်စန္ဒာငြိမ်သက်သွားပါတယ်။ကျော်စွာဟာအခန်းထဲဝင်လာပြီးကျမ်းပြင်ပေါ်မှာခွေလိမ့်နေတဲ့မိခင်ဖြစ်သူကိုငုံကြည့်လိုက်တယ်။ကဲအမေကလည်းဘာလို့ကျမ်းပြင်ပေါ်မှာဆင်းအိမ်နေတာလဲ။အိမ်နေမှာပေါ့။သူဟာစန္ဒာကိုပွေ့ချီပြီးကုရင်ပေါ်ပြန်တင်ပေးလိုက်ပါတယ်။ကျော်စွာသားအမေကိုဆေးရုံပို့ကြပါ။အမေဖိုက်တွေအကျန်းနာနေလို့ပါ။ကျော်စွာကခေါင်းကိုဖြည်းဖြည်းချင်းခါရမ်းလိုက်ပြီးပြုံးလိုက်တယ်။ဆေးရုံကအဝေးကြီးပါအမေယာပြီးတော့အမေယောဂကဆရာဝန်ကုလူပြောင်းမဲ့ယောဂမှာမဟုတ်တာဒါကံကြောင့်ထက်တာလीအမေပဲကျွန်တော်ကိုငငယ်ကပြောခဲ့တယ်မဟုတ်လားဝတ်ဆိုတာလဲရက်တယ်လို့လीသူဟာဘေးကလင်ပန်းသေးကဆံပြုတ်ပန်းကန်းကိုယူလိုက်ပါတယ်ဒီနေ့တော့အမေကြိုက်တဲ့ဆံပြုတ်လေးချက်လာတယ်အားရှိအောင်စားလိုက်အောင်မစားဘူးငါမစားဘူးအဲ့ထဲမှာဘာတွေထည့်ထားလဲငါသိတယ်စန္ဒာဟာလင်ပန်းကိုလက်နဲ့ပေါက်ထုတ်လိုက်တော့စံပြုတ်တွေကျမ်းပြင်ပေါ်မှာပြန့်ကျဲသွားပါတော့တယ်ညံ့မျောစရာပဲအမေယာအမေကြောက်နေတဲ့အမေကြီးဒေါ်တင်ကလေးသူကအမေကိုစောင့်နေတာမဟုတ်ဘူးသူကအမေကျူးလွန်ခဲ့တဲ့အဖြစ်တွေကိုပဲအဖော်လုပ်ပြီးစောင့်နေတာအမေဘလောက်ပဲနောင်တရရသူခံစားခဲ့တဲ့ခါတတ်တထမင်းတလုတ်ရတဲ့ဝေဒနာကိုတော့အမေအဆုံးထိခံစားသွားအောင်ပါပဲကြော်စွာထော်သွားပြီးနောက်စန္ဒာဟာရှိုက်ကြီးတငယ်ငိုကြွေးမိပါတော့တယ်သူမသာလွန်ခဲ့တဲ့အနှစ်20ကဒေါ်တင်အပေါ်ဒိုးစုမမြူမုတ်ခဲ့ရင်သူမသာတားဖြစ်သူရဲ့ရှေ့မှာမေတ္တာတရားကိုပဲပြသခဲ့ရင်အခုလိုနေ့ရက်မျိုးရောက်လာပါမလားသူမရဲ့အမြင်အာယုံပြီးဝေဝါလာပြီးနားထဲမှာအတန်ပေါင်းစုံပဲ့အတင်ထပ်နေပါတယ်ဒေါ်တင်ရဲ့ညီစန်းကြော်စွာရဲ့လောင်ရဲစန်းထမင်းခါလိုက်တာစန္ဒာဟာမိမိဘာသာတီးတိုးရည်ရွက်မိပါတယ်အခုသူမပဇတ်ထဲမှာခံစားနေရတဲ့ခါတက်တက်အရသာဟာကြော်စွာကြွေးတဲ့ဆန့်ပြုတ်ကြောင်မဟုတ်တော့ပါဘူးသူမရဲ့ရင်ထဲကထွက်ပေါ်လာတဲ့နောင်တဆိုတဲ့အစိတ်တရားကြောင့်ပါလေစန္ဒာဟာမျက်လုံးကိုမှိတ်လိုက်ပါတယ်အမှောင်ထဲမှာဒေါ်တင်ကသူမကိုလက်ကမ်းပြီးစောင့်နေတာကိုမြင်လိုက်ရပါတယ်ဒါပေမဲ့ထိုလက်ဟာနွမ်းထွေးတဲ့လက်မဟုတ်ပဲအေးဆက်ပြီးခြောက်ကပ်နေတဲ့ဝတ်ကြွေးတဲ့လက်များတာဖြစ်ပါတော့လေအပြင်ဘက်မှာမိုးတိမ်တွေကမှိုင်းညွတ်နေတော့ပါပဲလွန်ခဲ့တဲ့အနှစ်20ကလိုပဲလေပြင်းတွေကတစ်ကိုင်းတွေကိုရိုက်ခတ်နေပြီးကောင်းကင်မှာလည်းလက်စည်းတွေကဟိုတကွက်ဒီတကွက်ပြတ်နေရပါအခန်းထဲမှာတော့စန္ဒာဟာကုတင်ပေါ်မှာအသက်ကိုခက်ခဲစွာရှူနေရပါတယ်သူမရဲ့ဝမ်းပိုက်ထဲကအစိပ်တက်တယ်လို့ပူလောင်မှုတာအခုအခါမှာတော့အသေးနှလုံးစီအထိပြန့်နှံ့လာခဲ့ပါပြီကြောက်တကားပွင့်လာပြန်ပါပြီအခုတခါဝင်လာသူကတော့ကြော်စွာပါပဲသူ့လက်ထဲမှာလည်းထမင်းပကန်းတစ်ခုကိုကင်ထားပါတယ်အမေမိုးရွာနေပြီနော်အရင်တုန်းကအမေကြီးဆုံးခဲ့တဲ့ညလိုမျိုးပဲကြော်စွာကကုတင်ဘေးမှာဝင်ထိုင်လိုက်တယ်လက်စီးအလင်းရောင်အောက်မှာသူ
သူ့မျက်နှာကအေးဆက်ပြီးကြောက်စရာကောင်းနေတာပေါ့မစားဘူးငါ့ကိုတတ်တော့မလို့လားကြော်စွာစန္ဒာကတုံတုံကြီးကြီးနဲ့မေးရှာပါတယ်ကြော်စွာကတော့ခေါင်းကိုအသားရခါရိုက်လိုက်ပြီးဇုံးကိုသူမရဲ့နှုတ်ပန်းနာတိတ်လိုက်တယ်ကျွန်တော်ကအမေကိုတတ်မှာမဟုတ်ပါဘူးအမေကိုယ်တိုင်ပြုတ်ခဲ့တဲ့ကံကသာအမေကိုအဆုံးစီရမှာပါကဲပါဇက်ဟအောင်အမေဒါကနောက်ဆုံးတစ်လုပ်ပါပဲစန္ဒာဟာယွန်းကန်ဖို့အားအင်မရှိတော့ပဲပါဇက်ကိုဖြည်းဖြည်းချင်းဟလာရပါတယ်ထမင်းလုတ်ကပါဇက်သေးကိုရောက်လာတဲ့ခဏမှာတော့အဟုတ်ခါလိုက်တာအဲ့ဒီခါတတ်မှုဟာလျှာပြားကနေတဆင့်အုံနောက်အထိထိုးဖောက်သွားပါတယ်အဟုတ်စန္ဒာဟာကုတင်ပေါ်မှာလူးလွင့်လာပြီးလက်တွေကလည်းလေထဲမှာတစုံတစ်ခုကိုဆွဲကင်ဖို့ကြိုးစားနေပါတယ်မျက်စိမမြင်ရှာတဲ့ဒေါတင်လိုပဲသူမဟာလည်းအခုတော့ဘာကိုမှမမြင်ရတော့ပဲအမှောင်ထဲမှာနှစ်မြုပ်နေပါပြီထမင်းကခါတယ်ကြော်စွာခါမှာပေါ့အမေရယ်ဒါကအမေကိုယ်တိုင်ချက်ခဲ့တဲ့ဝတ်ကြွဲတွေလေစန္ဒာရဲ့အသက်ရှူတန်းတွေတူတောင်းလာပါတယ်သူမရဲ့ခန္ဓာကိုယ်ဟာတစ်ချက်တုံတက်သွားပြီးနောက်မှာတော့ငြိမ်သက်သွားပါတော့တယ်သူမရဲ့မျက်လုံးတွေကတော့တဝက်ပွင့်လျက်သာပါဇက်ထောက်မှလည်းခါတက်တဲ့အန်ဖတ်တွေနဲ့ပေါ့ကြော်စွာဟာကုတင်နာတိုးသွားပြီးလေငွေ့မရှိတော့တာကိုတီးလိုက်တဲ့အခါတပ်ပြင်းအရှည်ကြီးတစ်ချက်ကိုချလိုက်ပါတယ်အမေကျွေးခဲ့တဲ့သမင်းတလွတ်ကအခုတော့အမေစီကိုအစိတ်ဖြစ်ပြီးပြန်လာခဲ့ပါပြီကျွန်တော်ကတော့အမေတင်ပေးခဲ့တဲ့အတိုင်းပဲလုပ်ခဲ့တာပါဤဒီမှာပြုသူအသက်ဖြစ်သူအဟောင်းဆိုတဲ့မြမဆိုရိုးစကားအတိုင်းဝတ်ကျွေးတို့ရဲ့ခါတီးသောဇတ်သိမ်းပြင်ဖြစ်ပါတော့တယ်